Hello everyone ဒီနေ့ကတော့တရတို့ပြည်သူရေမင်းရေကူးကန်သွားမှာပါရေကူးကန်နေလဲအသစ်ဆောက်ထားတော့လေတော်တော်လေးပျော်ဖို့ကောင်းတယ်တားတို့ရဲ့ရေကူးမှုလုပ်နေကြပါတော့မတားတို့ရေထဲဆင်းပါပြီဒါတော့လေးပင်ရေကူးကန်မှာတားလည်းရေကူးနေပါတယ်တားတို့တန်ငယ်ချင်းနေနဲ့ရေကူးပါတယ်ပျော်လဲပျော်တယ်အခုတော့ဒါတို့ဒီကူးကန်တေးသေးလေးမှာဒါတို့စောင့်နေရပေါ့နော်ဘောလုံးပြတိုင်းစောင့်နေတာပေါ့နော်ဘောလုံးပြတိုင်းမှာလည်းဒါတို့ကနည်းနည်းချမ်းနေပေါ့နော်အဲ့ဒီရေဟွာကြီးကဒီဖြန်းတဲ့ဟာကြီးကတော်တော်ချမ်းနေဒါတို့လည်းစောင့်နေရပေါ့နော်အခုတော့ရေလွှာမီချောင်းစီးနေပါပြီအမြင်ကြီးပဲနော်အဲ့ဒီပြီးတော့လည်းရေဆင်းနေတယ်ရေတော်တော်ဆင်းရနော်အခုတော့ဒါတို့တိုက်ကားစီးနေပါပြီဒါတို့လည်းကားမောင်းရတယ်တတကအမြဲကြီးမောင်းတာနော်ဘူးလေကောင်းတယ်တခြားလူတွေပါတော့လေအဲ့မှာတသားလေးကားရဲ့မြန်မောင်းနေရပါတော့တော်တော်လေးပျော်ခဲ့ပါရဲ့ဒီတိုက်ကားမောင်းရတာတော်တော်လေးပျော်ဖို့ကောင်းတယ်။ရမ်းရီဖို့လည်းကောင်းတယ်အထဲမှာအခုတော့ဒါတို့ပြန်ကန်သီးဆိုလို့ဒါတို့ပန်းချန်ထဲမှာခဏစော့ကြပါတော့ဘောလုံးပြတိုင်းပြန်စော့တယ်။လာတဲ့လူတွေကတော့ Catery ရဲ့ Straight View ရဲ့တသားရဲ့ဟိန်းတူဝင်းရဲ့ဇိုင်းပြတူရဲ့ပေါ့နော်။အခုတော့ဒါညီမလေးနဲ့ဘောလုံးပြတိုင်းစော့နေပါရဲ့။ဒါတို့လည်းပြန်ကန်နီးဆိုတော့ဒါတို့မေမေတွေကနားကြတာပေါ့နော်အဲ့ဒီနားမှာဆိုတော့တတနောက်ဗီဒီယိုတွေမှာဆက်သွင်း